အားလုံးပဲကျွန်တော်ကိုမာရီအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Lucky Channel လေးရနေပြီးတော့ကျွန်တော်ကိုမာရီအားလုံးပဲမင်္ဂလာပါလို့ပြန်ပြောလိုက်ပါတယ်။ဗမြန်မာရှိသောအချိန်ကတည်းကမှကျွန်တော်ကိုမာရီအားလုံးပဲစိတ်ဆိုင်ရင်ကိုကြိုင်ပြည့်စုံကြပါစေလို့ကျွန်တော်ကိုရင်းရနေပြီးတော့အထူးပဲဥစားပထမဆုမကောင်းတောင်းပါရ။ကဲကိုမာရီအားလုံးပဲဒီနေ့ကကျွန်တော်စနေနေ့ဖြစ်တာတော့ကြောက်เนาะကျွန်တော်ဒါအပတ်တိုင်းမှာအပတ်စဉ်တင်ဆက်ပေးနေကြတပတ်သားအချုပ်လေးကျွန်တော်အဓိကတော့ဟူးမကြုံပါဗျာเนาะ၃ရက်တွင်ထွက်ကိုထူရမယ်ကျွန်တော်တို့မွေးပရိမပြောက်ပတ်တင်တဲ့ထူးရှက်ခွေးလေးကိုဒါကျွန်တော်ထုံးစံတိုင်းview file လေးနဲ့လာဖို့မျှပေးတာပါဒါကြောင့်ကိုမကြီးအားလုံးပဲမွေးပရိစိတ်ဝင်စားတဲ့မွေးကလေးစိတ်ဝင်စားတဲ့ကိုမကြီးပါရင်ဒီ file လေးကကျွန်တော်ကိုမကြီးအတွက်ပါပဲဒါကြောင့်ကိုမကြီးအားလုံးပဲ view file လေးကိုအစားအဆုံးလေးနားရတဲ့ပုံပေါင်းကြည့်ပါအဒီကမှာဘာတွေပါမလဲဆိုကြတာခုနပြောခဲ့သလိုကျွန်တော်မပြောက်ပတ်သည်ကျွန်တော်မွေးပရိနဲ့ဒူးရှက်ခွေးလေးပါမယ်ဒါအပတ်တိုင်းမှလည်းထွက်အပတ်တိုင်းမှလည်းရနေကြမွေးပရိအခွေတော့မပြောက်ပတ်သည်လေးဖြစ်တော့ကြောင့်ကျွန်တော်ကိုမကြီးကမွေးကလေးတကယ်စိတ်ဝင်စားတယ်မွေးကလေးနဲ့ငွေစောစောထုတ်ချင်တယ်ဆိုတော့ view file လေးကိုအစားအဆုံးလေးကြည့်ဖို့လိုအပ်ပါပြီကိုမကြီးအားလုံးပဲနော်ကဲကိုမိုက်အားလုံးပဲ channel လေးအသစ်ဖြစ်လာကြောင်းကျွန်တော်ကိုမိုက် subscribe မနေရသေးတဲ့ကိုမိုက်ပါရင်မဖြစ်မနေလေး subscribe နေပါနေပြီးသားကိုမိုက်ကလည်းဒီ video file လေးကိုအများမြင်အောင်လို့တူတဲ့ design လေးမှာတူနေတဲ့ design ရဲ့နေရာလေးမှာ share ပေးပါလို့ကျွန်တော်ကိုရင်းရနေပြီးတော့အထူးပဲမြတ်တာရခံပါဗျာကဲကျွန်တော်ရင်ဘက်ကပေါ့ကြံခဲ့တဲ့ဘက်ကတော့ကျွန်တော်ပိတ်ရက်တွေဖုံးရက်တွေနဲ့ကျွန်တော်ထွက်ပြီးသားကဏ္ဍတွေပဲနှစ်ကြိမ်စက်တိုက်ပြန်ထွက်တဲ့ခါကျတော့ကျွန်တော်ကိုမိုက်ကျွန်တော်လေးရှုံးတဲ့အထဲမှာပါတယ်ဒါကျွန်တော်ရင်ဘက်ကတော့ကျွန်တော်ဒါအများတော့သိမကြံလိုက်ဘူးဒါရင်ဘက်ကတော်တော်ကြီးဆိုးရတဲ့ဘက်ဒါကျွန်တော်ပေးနေကြကျွန်တော်နဲ့ run နေကြအကူမိုက်အားလုံးကရင်ဘက်ကတော်တော်ကြီးဆိုးရခဲ့တဲ့အပတ်တစ်ခုဖြစ်ခဲ့တယ်။ဒါကြောင့်ကိုမိုက်အားလုံးပဲလာမဘက်မှာလည်းကျွန်တော်ဖောင်းရက်ရှိမယ်။ဖောင်းရက်ကဘယ်နည်းလဲဆိုကျွန်တော်ဒါပွဲလေလောက်မှာဗျာ။ကြာတာပတင်းနေ့လောက်မှာဖောင်းရက်ရှိရဆိုကြကျွန်တော်ကိုမိုက်ဒါပထမဆုံးအဖွေးနေ့၃ရက်ကတော့ပုံမှန်တိုင်းကစားလို့ရမယ်။ကြာတာပတင်းနေ့တစ်ရက်လောက်ပဲဖောင်းမှာဖြစ်တော့ကျွန်တော်ကိုမိုက်လာမဘက်မှာလည်းကျွန်တော်ရှစ်ပွဲမှာအကောင်းဆုံးလေးအကွက်များများလေးနဲ့ပွဲများများလေးထီထီမိမိလေးနဲ့ငွေထုတ်ရအောင်လို့ကျွန်တော်အကောင်းဆုံးထပ်ပြီးကြိုးစားပေးပါမယ်။ဒါရင်ဘက်ကကျွန်တော်အကောက်ကြတာတွေဘာညာရင်းနဲ့ဒါဒီလိုမျိုးတည်းမှာစိတ်လေးနဲ့လည်းမရှိစိတ်လေးနဲ့တော့မကြည်တာပါတော့ကြောင့်ဒါအကောက်တွေကလည်းတင်ဆိုကြအဲ့လိုမျိုးဖြစ်နေတယ်။တော့ဒီကောက်ထဲမှာကျွန်တော်အဲ့လိုကြီးလည်းမပြောချင်ဘူးဗျာနော်။ဒါကြောင့်ကိုမိုက်အားလုံးပဲ channel သိပ်ပြတော့ကြောင့် subscribe မနေရသေးတဲ့ကိုမိုက်ပါရင် subscribe နေပါ။နေပြီးသားကိုမိုက်ကဒီ video file လေးကိုအများကြီးတွေ့တဲ့ဆိုင်ညာ share ပေးပါ။ကျွန်တော်ကိုမိုက်ကဘာဘာ channel အခုချိန်နေမ join သေးဘူးဆိုတော့ bye bye channel လေးမဖြစ်မနေ join ပေးပါ။ bye bye channel လေးကိုကျွန်တော် comment မှာပင်ထောက်ပေးပါမယ်မိသားစုနဲ့အားလုံးတော့เนาะအကူမိုက်အားလုံးပဲကဲလာကျွန်တော်မပြောက်ပတ်သေးလေးမပြောက်ပတ်သေးက134ကမပြောက်ပတ်သေးပါကဲမပြောက်ပတ်သေးလေးမပြောခင်မှာကျွန်တော်ဒါလာမပတ်တော့လည်းကျွန်တော်မွေးကနန်းအဖွဲ့ဝင်ထပ်ခေါ်ပါမယ်ဒါမှတော့ကျွန်တော်20 21 20နဲ့ဒီ3ရက်တွင်မှာအဓိကစားမယ်မွေးကနန်းကျွန်တော်ပတ်သေး main ကအဓိက main ကွက်နဲ့ပတ်သေးလုံးကို TTV ဘိုင်နိုင်မွေးချင်တယ်ဆိုတဲ့ကူမိုက်တို့အဓိကလာဆက်သွဲပါလာလက်တွဲပါအဖော်ဝင်ကြီးကအားလုံးတက်နေတဲ့ကြီးရ1000ကျပ်နဲ့ခေါ်လာပါတယ်ကိုဘက်ကစန္ဒရှိမှယုံကြည်မှကျွန်တော်ရှိမှလက်တွဲပါအကူမိုက်အားလုံးအရန်လည်းမတိုက်တွန်းချင်ဘူးเนาะဒါအဖော်ဝင်တဲ့ကိုမိုက်ကတော့ပတ်တိုင်းမှာရပတ်တိုင်းမှာငွေထုတ်နေရတယ်ဒါကြံမိုက်တဲ့ဘက်ကဆိုရကျွန်တော်တို့ဒါဗုဒ္ဓမကြုံပါဗျာเนาะဗိဆုံးပွဲလေးမှာထွက်သွားတယ်ကိုမိုက်အားလုံးတော့အများနဲ့ဖြစ်နေကြမဟုတ်ဘူးဒါပုံမှန်ဆိုကျွန်တော်ဒါအင်္ဂါနေ့မှာအများနဲ့ထွက်တယ်တင်းနာနဲ့အင်္ဂါနှစ်စီးမှာဈေးထွက်ပြီးသားကဲဒီဘက်မှာကျွန်တော်နည်းနည်းလေးနောက်ကျသွားတယ်ဆိုရင်ဒီကတော့3ရက်အတွင်းပါပဲဒါကြောင့်ကိုမိုက်အားလုံးပဲเนาะမွေးကနန်းကျွန်တော်နဲ့လက်တွဲထားတဲ့ကိုမိုက်အားလုံးပဲအဓိကကျွန်တော်ပြောပြတဲ့သတ်မှတ်ထားတဲ့ရက်ကလေးထိတော့မွေးပြကြပါမိသားစုတွေလုံးဝမရှုံးစေရပါဘူးเนาะဒါအပတ်တိုင်းမှာလည်းထွန်းနေကြမလို့ကျွန်တော်ပြောနေတာလာဘက်မှာလည်းစောစောလေးဒီထက်ပိုပြီးစောစောလေးထွက်အောင်ကျွန်တော်အကောင်းဆုံးရှာပေးပါမယ်เนาะအဓိကတော့ဓမ္မသားချုပ်ကတော့ကျွန်တော်ကိုမိုက်တော့မြစ်တက်လက်ဆောင် free ပါအဓိကကျွန်တော်တို့ပတ်တိလုံးနဲ့ main တော့ကိုပိုင်နေတဲ့ထိထိမိမိမွေးချင်တယ်ဆိုတော့ကိုမိုက်ကတော့ကျွန်တော်ရှိမှာကန်ဆာကြီး1000အဖော်ဝင်1000နဲ့လာရတွေ့လို့ရပါပြီအားလုံးပဲဖုန်းနံပါတ်က399434ခေါ်1934နဲ့ဆိုဖုန်းနံပါတ်လေးကိုဘိုင်ဘာဖြစ်စေဖုန်းတိုင်းဖြစ်စေဒီဖုန်းလေးပြီးတာဆက်သွယ်ပြီးတော့ဖွဲ့လာလို့ရပါပြီကန်ဆာကြီးက1000ကျပ်ပါကဏ္ဍကဘဏ္ဍကွက်လဲဆိုကျွန်တော်တို့ပတ်တိလုံးနဲ့မိန်တော့ကပါဗနေရမွေးရမှာလဲဆိုတင်းနာအင်္ဂါပေါ်တဘူး3ရက်တော့မွေးရပါမယ်အကူမိုင်းအားလုံးပဲเนาะအဓိကငွေကြိုလဲစရာလုံးဝမလိုဘူးဖုန်းဆက်ပြီးကျွန်တော်ငွေလွှဲဆိုမှလွှဲပေးပါမိသားစုတွေအားလုံးပဲเนาะဒါဖုန်းဝင်နေတဲ့ကူပါတော့ကျွန်တော်တင်းနှကောင်ပါခြင်းဖြစ်ပါတယ်ကဲလာမပြောက်ပတ်သေးလေးက134ကမပြောက်ပတ်သေးပါမွေးပရိတ်လေးက9ပရိတ်ခင်ပရိတ်မွေးပါမယ်အဓိက3ရက်တွေပဲမွေးမယ်เนาะမိသားစုတွေအားလုံးပဲ3ရက်တွေမွေးမယ်9ပရိတ်ခွန်ပရိတ်မွေးမယ်ဒါအထူးရှက်ခွေလေးကတော့1348အခွေလေးပါမိသားစုတွေအားလုံးပဲအထူးရှက်ခွေလေးကတော့1348အခွေပါမွေးပရိတ်ကတော့9ပရိတ်ခွန်ပရိတ်ပဲမွေးမယ်မပြောက်ပတ်သေးက134ကမပြောက်ပတ်သေးပါမိသားစုတွေအားလုံးပဲเนาะကဲကျွန်တော်ကိုမိုက်အားလုံးပဲလာမဘက်အဖွဲကျွေးနေတဲ့ကိုမိုက်ကအဖွဲလာဝင်လို့ရပြီဒါမွေးကနန်းကတော့ဒါပါပဲကျွန်တော်ဒါမပြောက်ပတ်သေးမွေးပရိတ်နဲ့အခွေကတော့ဒါ134ကမပြောက်ပတ်သေးပရိတ်က9ပရိတ်ခွန်ပရိတ်မွေးပါမယ်ဒါအခွေကတော့1348အခွေပါဒါ3ရက်တွင်မွေးမယ်အဓိက3ရက်တွင်မှာပတ်တိလုံးနဲ့ main တော့ကိုပိုင်နေထိထိမိမွေးချင်တယ်ဆိုရယ်ကိုမိုက်ကတော့ကျွန်တော်ရဲ့ဖုန်းနံပါတ်လေး3994394934နဲ့ဆိုရယ်ဖုန်းနံပါတ်လေးကိုဘိုင်ဘာဖြစ်စေဖုန်းတိုင်းဖြစ်စေဆက်သွယ်ပြီးတော့အဖွဲ့လာလို့ရပါပြီကန်ဆာကြီးတောင်းချက်နဲ့အားလုံးတဲ့နေကြီးတွေနဲ့ကျွန်တော်အဖွဲ့ဝင်လက်ခံနေပါပြီအဲ့ကျွန်တော်မနက်ပြန်ဒါမနက်ပြန်တော့ကျွန်တော်ဒါတင်းနာနေမနက်10နာရီလောက်ဒီအဖွဲ့ဝင်လက်ခံထားပါတယ်အဲ့နောက်ပိုင်းကျွန်တော်လုံးဝအဖွဲ့ဝင်လက်ခံတော့မှာမဟုတ်ပါဘူးမိသားစုတွေအားလုံးပဲเนาะကဲကျွန်တော်ကိုမိုက်အားလုံးပဲစိတ်ချလိုက်ကိုကြမှာပြည့်စုံကြပါသည်ကျွန်တော်ကိုင်းနဲ့ကန်ဆက်ပြီးတော့လမ်းဘက်တွေမှာလည်း share ပါသည်မိကြပါသည်ကျွန်တော်ဆုတောင်းနေပဲကျွန်တော် video file လေးဒီမှာပဲရှင်းအောင်ပြပြပါအားလုံးပဲခေါ်လာပါတော့မနက်ဖြန်ညနေပြန်တွေ့ကြပါမယ် video file လေးနဲ့အားလုံးပါပါပါ